Okay, 切入 lesson one 即将要第一课 chapter one，好比呢 lesson one，那么所以高兴了吧嘞？你好，好比呢？你好，你好ရဲ့အဓိပ္ပာယ်ကပါလေ hello hi ဟုတ်ပြီနော်你好ကောင်းစင်ရ你好နော်ဒါလေးရလွယ်ပါတယ်ဒါတို့ဆက်ချက်ထားရဆိုရင်你好你好အဓိပ္ပာယ် hello မင်္ဂလာပါ hi ဟုတ်ပြီနော်谢谢谢谢ကျေးဇူးတင်ပါတယ်နောက်不客气不客气ဆိုရင်အာမနာပါနဲ့ welcome နောက်再见再见ဆိုရင် bye bye ရမယ်နော်你好谢谢不客气再见ဟုတ်ပြီနော်ဒါလေးတွေကိုစဖတ်ရမယ်နော်လွယ်တယ်ဆိုရင်မဲ့ဒါလေးတွေစဖတ်နိုင်မှရမယ်နော်ဟုတ်ပြီနော်chapter 1ကစာရအကုန်ပြပါတာနော်အဲဆိုရင်တော့တစ်မျက်နှာသွားရအောင်ကြည့်မယ်ဒါအထိုင်ရလို့စကားပြောလေးတွေ Okay ဒီမှာနော်ကလေးနေရာလုံးဆက်တယ်ရှောင်းဟွာဒါကရှောင်းဟွာဒါကရှောင်းဟုတ်နာမည်လေးတွေလည်းနော်လုံးဝအလုပ်မရေးနိုင်တော့မှဖတ်နိုင်လို့ထားနော်sorry 小花呢，小红呢，要么呢，报个小花，还得个小红，小花弄色的小红，你好，你好，等个静静说你好，懂的喏，你好，你好，hello，嗨，不好比啦，然后所以多年个嘛讲啦，比先毛对比，嘛小钱，你可以理解小钱，但你个小红咯，干嘛理解小红，好比喏，老师好，hello，地铁我，明啦先嘛，老师个边弄什么？同学们好。တပည့်နှစ်ယောက်ဆိုတော့မှန်ဖြစ်သွားမယ်နော်ထုံးရွှေမှန်ဟောတပည့်လေးတို့မင်္ဂလာပါအကြောင်းသားလေးတို့မင်္ဂလာပါရမယ်နော်你好你好老师好同学们好ပြီးဆက်သွားရအောင်ပြီးဆက်ကြည့်အောင်အဲ့ဆိုရင်小红呢老师呢ဆရာက老师က小红လေးကစောက်ယူပြီးတော့老师ကယူပြီးဆို小红ကပြောမယ်谢谢ကျေးဇူးတင်ပါတယ်老师ကပြောမယ်不客气ဟုတ်ပြီနော်谢谢နဲ့不客气နဲ့တွေ့ရနော်谢谢不客气ရမလား你好你好老师好同学们好谢谢不客气你好你好မင်္ဂလာပါမင်္ဂလာပါ老师好မင်္ဂလာပါဆရာ同学们好တပည့်လေးတို့မင်္ဂလာပါ谢谢谢谢ကျေးဇူးတင်ပါတယ်不客气 you are welcome ရမယ်နော်အဲ့ဆိုရင်ဆက်သွားမယ် okay အိမ်ပြန်ပြီးကြောင်းစင်းပြီအဲ့ဒါဆိုရင်小花နဲ့小红နဲ့နေရာအိမ်ပြန်ပြီဆိုရင်သူတို့ဆရာလုံးစမယ်ဘိုင်ဘိုင်ပြီးချင်းဆိုရင်老师再见ဟုတ်ပြီနော်老师ကပြန်ပြောလို့ပြောမလဲ再见拜拜老师再见再见ရမယ်နော် easy so easy ပဲနော်မဲဒီစာလေးတွေကိုကိုကမရဘူးမကြက်ထားမကြည့်ထားဆိုတော့ဖတ်မနိုင်ဘူးเนาะကြက်ထားတယ်ဆိုရင်ဒါကအရင်လွယ်မယ်เนาะဟုတ်ပြီเนาะအဲ့ဆိုရင်ဒီခန်းကလေးတော့ပဲမသိမရှိဘူးเนาะ